무섭다, 두렵다 바꿔래. နှစ်ခုလုံးကကြောက်တယ်ဆိုတဲ့ခန်းစားချက်ကိုဖော်ပြတယ်။ဒါမဲ့သုံးတဲ့အသုံးပေါ်မှာမူတည်ပြီးတော့ nuance ကွဲသွားနိုင်တယ်။ဥပမာ이 별이 무서워요. ခွဲရမှာကိုကြောက်တယ်။ဆိုလိုချင်တာကြောက်စရာကောင်းတဲ့အရာကြောက်စရာကောင်းတဲ့ခြေအနေမှာကြောက်ရွံ့ထိတ်လန့်တဲ့ခန်းစားချက်မျိုးဖြစ်သွားတယ်။ဒါဆိုလို့ရှိရင် 무섭다 ကိုသုံးရပါတယ်။ဒါဆိုရင်두려워요 ကိုသုံးလိုက်ရင်ရော무서워요ထက်ပိုပြီးတော့ serious ဖြစ်သွားပါလိမ့်မယ်။ပုံမှန်ခွဲရမှာကိုကြောက်တဲ့ကြောက်စိတ်အပြင်ကိုမှထပ်ပြီးတော့ကွဲသွားပြီးရဲ့နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုစဉ်းစားပြီးစိုးရိမ်ကြောက်ရွံ့နဲ့စိတ်မသက်မသာဖြစ်တယ်။ဒီခံစားချက်တွေကကြောက်စိတ်နဲ့အတူရောထွေးပြီးတော့ပါလာပြီးဆိုရင်ဒူရော့တာကိုသုံးတာပိုတင်တော်တယ်။အနည်းချုပ်ပြီးပြောရမယ်ဆိုရင်무서워요ကြောက်စရာကောင်းလို့ကြောက်တာ두려워요ဆိုရင်ကြောက်ရွံ့တာအလုံးနားလဲပြီးထင်တယ်နော်။အညောင်